ဒီနေ့မှာတော့ဒီစပင်ပုံစံလေးကိုဖြည်းဖြည်းလေးလုပ်ပြပေးပါလို့ပြောလို့ဒီနေ့လုပ်ပြပေးမှာဖြစ်တယ်ပေါ့နော်ပရမစချင်းအရှိမစပင်နဲ့နဲစီလက်နှလုံးလောက်ခွဲပြီးတော့ကြာခြံထားလိုက်ပေါ့နော်ပြီးလို့ရှိရင်အနောက်ကစပင်ကိုစုစီပြီးတော့ကြာစတုံးလေးထုံးလိုက်ရင်ရပါပြီစတုံးထုံးတဲ့ဗီဒီယိုကလေစုကအတစ်ဖြက်ကမရိုက်မိလိုက်လို့မပါတော့ပါဘူးပြီးလို့ရှိရင်အရှိမရှိတဲ့စပင်ကိုဘေးခွဲလေးခွဲပြီးတော့ကြာတော့ပေါ့နော်နရွက်နာစပင်နဲ့နဲရဲ့အထိတ်ကစပင်နဲ့နဲရဲ့စုရဲ့စပင်ကတော့နည်းနည်းလေးတူနေလို့မရှိတော့တခြားလူတွေကတော့နည်းနည်းရှိရှိလေးချလိုက်လို့ရှိရင်ရတယ်ပေါ့နော်ပြီးလို့ရှိရင်အနောက်မှာကလေးလေးနဲ့ညှက်လိုက်လို့ရှိရင်ရပါပြီနောက်တစ်ဖက်ကိုလည်းအဲ့ဒီလိုပဲအနောက်မှာတွားပြီးမှကလေးနဲ့ညှက်လိုက်မယ်ပေါ့နော်နရွက်နာလေးကစပင်နဲ့ချမ်းမယ်ပြီးလို့ရှိရင်အဲ့ဒီအနောက်မှာတွားပြီးမှညှက်လိုက်လို့ရပြီပေါ့ညှက်ပြီးလို့ရှိရင်ကျစုစပင်ကအရှိမလေးအဲ့လိုကြီးဖြစ်နေလို့အဲ့လိုနည်းနည်းလေးခေါင်းဖီးလေးနဲ့ဖြီးပြီးလိုက်လို့ရှိရင်သူကအရှိကိုအဲ့လိုလေးကျသွားမှာပေါ့နော်မဟုတ်လို့ရှိရင်စပင်ကအနောက်ကိုရောက်နေပါပြီးလို့ရှိရင်အထိတ်ကစပင်လေးကိုနည်းနည်းလေးယူလိုက်လို့ရှိရင်ရပြီပေါ့နော်ဒီစပင်ပုံစံကလုပ်ရတာတော့အရန်တော့မခက်ဘူးအဲ့ဒီစပင်အချောင်းလေးတွေချရတာပဲနည်းနည်းလေးအလုပ်ရှုပ်တာပေါ့နော်ကျန်တဲ့ဟာတော့အကုန်လုံးအဆင်ပြေပါတယ်ကောက်လေးရကျင်တဲ့လူကကြာကောက်ဆက်လေးနဲ့ကောက်လိုက်လို့ရှိရင်ရပြီပေါ့နော်စူပတာမပြတဲ့ဗီဒီယိုမှာတော့ကောက်လေးပါဒီဗီဒီယိုမှာအဖြောင့်ပဲလုပ်ပေးထားပါတယ်